အခုညီမတို့မြန်မာနိုင်ငံမှာဆိုရင်စစ်ပွဲတွေဖြစ်ပွားနေတယ်ပြည်ပခါတွေဖြစ်ပွားနေတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့တရားမျှတမှုမရှိဘူးပေါ့နော်တရားမျှတမှုမရှိရတယ်ပြီးတော့လက်ရှိဒိမ်ပိုင်းဆိုင်ရာကျူးလွန်မှု case တွေ survivor case တွေအများကြီးဖြစ်ပွားနေပါတယ်ကျူးလွန်သူတွေကိုလည်းအခုလက်ရှိမှာမြန်မာနိုင်ငံကတရားရေးရာမတည်ငြိမ်တဲ့အတွက်ကြောင့်မလို့တရားမျှတမှုမရှိတဲ့အတွက်ကြောင့်မလို့ကျူးလွန်တဲ့သူတွေကိုတရားစွဲဆိုဥပဒေအရတရားစွဲဆိုနိုင်မှုဥပဒေအရအပြစ်ပေးနိုင်မှုမရှိဘဲနဲ့ဖြစ်နေပါတယ်အဲ့ဒါကိုကဘာကြီးအနေနဲ့ထင်ရှားတိတာပို့ပြီးတော့မြင်လာစေချင်ပါတယ်အဲ့ဒီအတွက်ကျမတို့ကျူးလွန်ခံရသူတွေကစိတ်နှလုံးတွေညှိုးနှံပျက်စီးရပါတယ်အဲ့ဒါကိုကဘာကြီးကသိရှိပြီးတော့အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပြီးတော့ကျမတို့ညှိုးနှံခဲ့ရတဲ့စိတ်နှလုံးတွေပျက်စီးခဲ့ရတဲ့နှလုံးသားတွေအဲ့ဒါတွေကိုသိရှိပြီးတော့ကူညီပေးစေချင်ပါတယ်